ဓမ္မရတဘာသန္တရကောလိပ်ကျောင်းဆရာတော်မှုပြုသောသင်ကြားစီမံဆရာတော်များလေးစားမြတ်လို့ရပါသောဆရာဆရာမများယနေ့ပညာရေးစုံညီပွဲတော်နှင့်ပညာရေးထူးချွန်စုသင်တန်းစဉ်လက်မှတ်များပေးအပ်နေခြင်းခံယူကြမည်ကိုရင်သားမဏေများနှင့်ကျောင်းသားကျောင်းသူများအခမ်းအနားသို့တက်ရောက်လာကြသောအပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့တစ်နေ့ဖြစ်ပါစေကြောင်းဥစွာပနာမနှုတ်ခွန်းဆက်သအပ်ပါတယ်ဘုရားကြီးတော်ကတော့ဓမ္မရဘာသန္တရကောလိပ်မောဂုဏိဆရာတော်ဒေါက်တာသောဗနာဖြစ်ပါတယ်ယနေ့ကျင်းပတဲ့ဓမ္မရဘာသန္တရကောလိပ်2025-2026ပညာသင်နှစ်စုံညီပွဲတော်ပညာရေးထူးချွန်စုပေးပွဲနှင့်အင်္ဂလိပ်စာဒီပလိုမာအကျိုး A1 A2 level သင်တန်းစဉ်လက်မှတ်ပေးအပ်ပွဲခမ်းနားမှာဓမ္မရတကောလိပ်ရဲ့မဟောတိန်တပန်းအနေနဲ့ကောလိပ်ပညာရေးကဏ္ဍများကိုမိတ်ဆက်တင်ပြပြီးသင်တန်းစဉ်လက်မှတ်ခံယူကြမည်ထူးချွန်စုခံယူကြမည်ကျောင်းသားကျောင်းသူများရဲ့စည်းကိုဒီခမ်းနားမှာကြီးညာခွင့်ရတဲ့အတွက်များစွာဂုဏ်ယူမိပါတယ်ဗျာပညာရေးကဏ္ဍ၃ခုကိုမိတ်ဆက်ခြင်း Academic Introduction တပည့်တော်တို့ဓမ္မရတဘာသန္တရကောလိပ်ဟာပညာလောကသမိပိဇောတော်လောက၌ပညာသည်အလင်းရောင်မြည်ဆိုသည့်ဆောင်ပုဒ်နှင့်အညီအောက်ပါပညာရေးကဏ္ဍကြီး၃ခုဖြင့်မျိုးစေ့များပြိုးချပေးထောင်ပြုစုပြိုးထောင်ပေးနေတာဖြစ်ပါတယ်ဗျာပညာရေးကဏ္ဍ၁ကကြီးပါဠိနှင့်ဗုဒ္ဓစာပေလေ့လာရေးဌာန Department of Pali in Buddhist Study ဌာနဖြစ်ပါတယ်ရသော်ဘုရား၏မူရင်းဒေသနာတော်များကိုအခြေခံကြကြစနစ်တကျလေ့လာစီးပူးသည့်ဌာနဖြစ်ပါတယ်ဒီဌာနမှာအသုံးချဗုဒ္ဓဒီပလိုမာသင်တန်း DAB နှင့်မဟာဝိဇ္ဇာအမေတန်းတို့ကိုသင်ကြားပို့ချပေးနေပါတယ်ခါခွေအနေဖြင့်ပရိယတ္တိပညာရေးပရိယတ္တိ education ဖြစ်ပါတယ်ဗျာသာသနာတော်၏အသက်သွေးကြောဖြစ်တဲ့ပရိယတ္တိစာပေကျမ်းဂန်များကိုရိုးရာမပြတ်ပို့ချသင်ကြားပေးနေတဲ့ပါဠိပရမပြန်ပညာရေးဖြစ်ပါတယ်ဗျာအစိုးရပါဠိပရမပြန်မူငယ်လက်ကြီးအတန်းများနှင့်ယဉ်ကျေးလိမ္မာသင်တန်းများကိုသင်ကြားပို့ချပေးနေသောဌာနဖြစ်ပါတယ်ဗျာပညာရေးကဏ္ဍနှင့်နိုင်ငံခြားဘာသာစကားလေ့လာရေးဌာနDepartment of Foreign Language ဌာနဖြစ်ပါတယ်ဗျာသာသနာပြုလုပ်ငန်းများကိုခေတ်နှင့်အညီဆက်သွယ်ပြောဆိုနိုင်ရန်အင်္ဂလိပ်စာနှင့်အခြားဘာသာစကားကျွမ်းကျင်မှုများကိုလေ့ကျင့်ပေးသည့်ဌာနဖြစ်ပါတယ်ဗျာဒီဌာနမှာသင်တန်းများအနေဖြင့်1အင်္ဂလိပ်စာသင်တန်း2တရုတ်စာသင်တန်း3ဂျပန်စာသင်တန်း4ကိုရီးယားစာသင်တန်းနံပါတ်5ပြင်သစ်စာသင်တန်းများကိုသင်ကြားပို့ချပေးနိုင်ခဲ့ပါတယ်ဗျာအထူးပြုအနေဖြင့်တရုတ်စာသင်တန်းနှင့်အင်္ဂလိပ်စာသင်တန်းများကိုဦးစားပေးဖွင့်လှစ်ဖြစ်ပါတယ်ယနေ့ဒီခမ်းနားမှာပေးအပ်မယ့်အင်္ဂလိပ်စာသင်တန်းစဉ်လက်မှတ်များဟာကောလိပ်ကြီးရဲ့ဒုတိယအကြိမ်မြောက်ပေးအပ်ခြင်းဖြစ်ပါတယ်ဗျာပညာရေးကဏ္ဍ3ဘုန်းတော်ကြီးသင်ဘာကပညာရေးဌာန Department of Monastic Education ဌာနဖြစ်ပါတယ်ဗျာအခြေခံပညာလိုအပ်ချက်ရှိသူလူငယ်များအားပညာဒါနဖြင့်လူမှုအကျိုးပြုပြိုးထောင်ပေးနေသည့်ဌာနဖြစ်ပါတယ်ဗျာဒီဌာနမှာအတန်းအဖြစ်ဂရိတ်စစ်မှဂရိတ်တွဲအထိကျောင်းတက်နေကြတဲ့ကျောင်းသားကိုရင်ပေါင်းဟာယနေ့146ပါးရှိပါတယ်ဗျာတပည့်တော်တို့ဓမ္မရတကောလိပ်မိသားစုများအနေဖြင့်အထူးဝမ်းမြောက်စရာသတင်းတစ်ခုမှာဤဌာနမှာယခု2026ခုနှစ်မှပညာသင်နှစ်ကစလို့ဓမ္မရတဘုန်းတော်ကြီးသင်ပညာရေးမူလွန်
ဓမ္မဒရဘုန်းတော်ကြီးတင်ပညာရေးမူလတန်းကျောင်းအမည်ဖြင့်နိုင်ငံတော်အစိုးရမှတရားဝင်ခွင့်ပြုချက်ချပေးလိုက်ပြီဆိုတဲ့မင်္ဂလာသတင်းစကားဖြစ်ပါတယ်ဗျာ Presentation of Certificate သင်တန်းစဉ်လက်မှတ်ခံယူကြမည့်ပုဂ္ဂိုလ်များအားကြီးညာခြင်းယခုဆက်လက်၍ပညာရေးကဏ္ဍနှစ်မှပညာရည်ချင်းပြည့်မီသည့်ကျောင်းသူကျောင်းသားများကိုသင်တန်းစဉ် Certificate အောင်လက်မှတ်များရရှိမည့်ကျောင်းသူကျောင်းသားများစာရင်းနှင့်ပညာရေးကဏ္ဍသုံးမှပညာရည်ချွန်စုရရှိသည့်ရှင်သာမဏေများ၏စာရင်းကိုမော်ကွန်းတင်မှတ်တမ်းအရကြီးညာသွားပါမယ်ဗျာတကြီးပညာရေးကဏ္ဍနှစ်မှအင်္ဂလိပ်စာသင်တန်းစဉ် Certificate အောင်လက်မှတ်ခံယူကြမည့် A1 level ကျောင်းသားကျောင်းသူဥယျာဉ်မှာ22ဦးနှင့် A2 level ကျောင်းသားကျောင်းသူဥယျာဉ်မှာ60ဦးပေါင်း82ဦးဖြစ်ပါတယ်ဗျာခကွေပညာရေးကဏ္ဍသုံးမှပညာရည်ချွန်စုရရှိသည့်ရှင်သာမဏေပေါင်းမှာ43ပါးဖြစ်ပါတယ်ဗျာတို့ဖြစ်ပါ၍ယနေ့ခန္ဓာမှာအင်္ဂလိပ်စာသင်တန်းအောင်လက်မှတ်နှင့်ပညာရည်ထူးချွန်စုခံယူကြမည်ကျောင်းသူကျောင်းသားဥယျာဉ်မှာစုစုပေါင်း123ဦးရှိပါတယ်ဆိုတဲ့အကြောင်းကြေညာအပ်ပါတယ်ဗျာClosing statement နေကုန်းချုပ်နေဖြင့်ဒီကနေ့ပညာရေးကျွန်းထူးချွန်စုနှင့်အင်္ဂလိပ်စာသင်တန်းစဉ်လက်မှရရှိကြသည့်ဘိုးရင်သားမဏေများကျောင်းသားကျောင်းသူများအားမိမိတို့သင်ယူခဲ့ရတဲ့ပညာအလင်းရောင်ဖြင့်မိမိဘဝမိမိပတ်ဝန်းကျင်နှင့်သာသနာတော်ကြီးကိုအလှဆင်နိုင်ကြပါစေဓမ္မရတဘောလိကျောင်းတော်ကြီးရဲ့မော်ကွန်းမှတ်တမ်းမှာအောင်မြင်သူများအပြည့်ကပီးတင်ကြံ့ရည်သူများဖြစ်ကြပါစေပညာလောကသမိပစ္စောတော်လောက၌ပညာသည်အလင်းရောင်မြည် Wisdom is the source of light in the world ဆိုသည့်ဆောင်ပုဒ်နှင့်အညီလောကအမောင်ကိုပညာအယောင်ဖြင့်ထွန်းလင်းတောက်ပစေပြီးလောကအကျိုးသာသနာတော်အကျိုးတို့ကိုဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းရင်းဘုရားတပည့်တော်ဓမ္မရတမော်ကွန်းတိန်ဆရာတော်ရှင်သူမြတ်၏ကောလိပ်ပညာရေးကဏ္ဍမိတ်ဆက်စကားကိုနေကုန်းချုပ်အပ်ပါသည်ဘုရား